မင်္ဂလာပါရှင်ဒီနေ့ထမင်းထိုးပါမယ်နန်းနက်ကိုမီးအေးနဲ့အနံ့မွေးတဲ့ထိလှော်ပါမယ်ခေါင်းညင်းဆန်စံချိန်ခွက်တစ်ခွက်ကိုတညအိတ်ရေးစိမ်ထားပြီးရဲ့ခေါင်းညင်းဆန်ကိုရေးစစ်ထားပါရှင်စီကိုစံချိန်ခွက်တစ်ဝက်ထည့်ပါမယ်စီပူလာရင်အုံးသီးစိတ်လေးတွေထည့်ကြော်ပါမယ်ရွှေအိုရောင်သန်းလာရင်အုံးသီးကြော်လေးကိုဆဲ့ထားပါမယ်ဘာဘာလိထားတဲ့ဂျင်းကိုစီထဲထည့်ကြော်ပါမယ်။ကောင်းညင်းဆန်ထည့်ပြီးမှုေပါမယ်။တကြားထမင်းစားစုံတစ်စုံစားအနှဲငယ်ထည့်ပြီးသေချာမှုေပါမယ်ရှင်။ကောင်းညင်းအယောင်ပြောင်းသွားရင်ရေစံချိန်ခွက်တစ်ခွက်ခွဲထည့်ပါမယ်။အဖုံးအုပ်ပြီးတဲပါမယ်ရှင်။ရေခန်းစပြုတ်လာရင်အဖုံးပွင့်မှုေပါမယ်။ကောင်းညင်းသားနက်မနက်ကြည့်ပါမယ်။ခေါင်းညင်းသားမနှက်သေးရင်ရေအနှဲငယ်ထပ်ထည့်ပြီးတဲပေးပါရှင်။ခေါင်းညင်းစီပြန်လာရင်အုံသီးကြော်ထည့်ပါ။နန်းလော်နဲ့မြေပဲထည့်ပြီးသေးကြစွာသမအောင်မှုပါ။မီးအနှိမ်ဆုံးထားပြီး15မိနစ်ခန့်ခေါင်းညင်းကိုနှဲပါ။မွေးပြန်အိတ်ဆက်နေတဲ့ထမင်းနဲ့ရပါပြီရှင်။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါနော်။